ဟုတ်ကဲ့မင်္ဂလာပါ DZP Audiobook Channel မှာကြိုဆိုပါရစေ။ဒီနေ့ဖတ်ပြပေးမှာတော့တာတီစာရေးဆရာတာတီရဲ့မော်ဝင်ကြေးမုံဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်။မော်ဝင်ကြေးမုံတာတီကျုပ်တို့ရွာမှာဘဲဘိုးတစ်ဖို့ရှိခဲ့ဘူးလေဗျ။ဒါပေမဲ့ဘဲဆရာကြီးကိုဖိုးကဆုံးသွားတော့သူ့ပညာကိုမွေးဆက်ကမဲ့သူတယောက်မှမရှိဘူး။အဲ့ဒီကလေးကစာပြီးထနောင်းကုန်းရွာသားတွေလည်းမိလောင်ကိုဘယ်မှာပဲအကြရတော့တာဗျကျုပ်တို့တောင်းသူတွေဆိုတာကဓာတာရပစိန်တရနဲ့ဘဲနဲ့ကျုပ်တို့တွေကတိတ်กินတာမဟုတ်ဘူးလေဗျဓာတာတွေဆိုတာခမရသိချင်းမှသိမှာဒီလိုဗျကျုပ်တို့သုံးတဲ့ဓာတ်တွေကကြားလာရင်တုံးသွားကြတယ်လေဗျဓာတ်တွေကြောင့်နဲ့တွေးလို့မရအောင်ဓာတ်သွားတွေပျောက်ကုန်တာဗျအဲ့ဒီခါကျရင်ဘဲမှာမိဖို့ပြီးဓာတ်သွားတွေပြန်ဖော်ကြရတာဒီလိုမှဓာတ်တွေကြောင့်နဲ့ပြန်တွေးလို့ရတာပေါ့ဗျရဲတဲ့တို့ပစိန်တို့တန်းစုတို့ကိုလည်းဘဲမှာပဲပြန်ပြန်ပြီးအသွားဖော်ရတယ်ဗျအဲ့ဒါကိုတတယ်လို့ခေါ်တာကျုပ်တို့တောင်သူသုံးတဲ့ကရိယာတွေဆိုတာဒီလိုပဲပြန်ပြန်တကြရတာလေဗျအခုလဲမိလောင်ကုန်းဘဲမှာကျုပ်ရောက်နေတာဗျဘာကရင်ကတားတွေတုံးကုန်လို့ပြန်တာခိုင်းလို့ကျုပ်လာလို့နေရတာလေဗျမိလောင်ကုန်းရွာဆိုတာခမသိနေပြီမို့လားကျုပ်တို့ထနောင်းကုန်းတင်းချိုင်းကိုပတ်ပြီးသွားလိုက်ရင်နိုင်ဝက်လောက်ပဲရှောက်ရတာလေဗျမိလောင်ကုန်းဘဲဆရာကြီးကဥလာတဲ့ဗျဦးလာကမိလောင်ကုန်းသားမဟုတ်ဘူးတခြားကလာတာဗျသူ့ပညာနဲ့မိလောင်ကုန်းမှာလာပြီးအခြေချလောက်ကင်စားတာပေါ့ဗျလက်ရကလည်းတော်တော်ကောင်းပါတယ်အသက်ကလည်း60လောက်ရှိပြီဗျလူကဂင်တူတူပလကောင်းကောင်းခုထိဦးလာရဲ့လက်မောင်းနဲ့ရင်အုပ်ကကြွသားတွေကတမနေတော့မဲဗျဦးလာရဲ့ဘဲဘိုးကဘဲသမား2ယောက်ကသူတို့ဇာတိရွာကပါလာတဲ့လူတွေဗျဦးလာနဲ့ဆွေမျိုးလဲတော်ပုံရတယ်သူတို့ရွာလည်းဆန့်ဗျတက်ရွယ်ရလာတဲ့အခါယောက်ျားတယောက်ကိုအကြီးလို့ခေါ်ကြတာဗျကျုပ်တို့ရွာမှာကမိန်းမတွေကိုမှအကြီးတို့အကြီးလေးလို့ခေါ်တာလေဗျသူတို့ပဲဒီကဦးလာကိုအကြီးလားလို့ခေါ်တော့မိလောင်ကုန်းရွာသားတွေလည်းအကြီးလားလို့လိုက်ခေါ်ကြတာပေါ့ဗျကျုပ်တို့ထနောင်းကုန်းရွာသားတွေလည်းအကြီးလားလို့ပဲခေါ်ကြတယ်ဗျအကြီးလားကလည်းတော်တော်သဘောကောင်းတာဗျအလုပ်ပေါ်မှာလည်းစေတနာထည့်ပြီးလုပ်တာဗျလူကြီးလူခင်တော်များတဲ့ဘဲဆရာကြီးပေါ့ဗျကျုပ်ကလည်းအကြီးလားကလွတ်ခင်တာဗျဟာဒါတေးပါလားလာကွမင်းဘာကဓာတ်တွေတာခိုင်းလိုက်တယ်တင်နေဟုတ်ပါရေးလိုက်လို့ပြောပြီးကျုပ်ကကိုတော့တဘာဝထိုင်ကုန်မဝင်ထိုင်လိုက်တယ်ဗျအရေးလိုက်ဘဲဘိုထဲမှာကခွေးချီကုန်းတို့ကလထိုင်တို့ခုံတန်းရတော့မရှိဘူးဗျကိုဘင်းရဲ့ပင်စီကိုဖြတ်ထားတဲ့ဘုံတို့တုံးတွေပဲချထားတာအဲ့ဒါထိုင်ကုန်လေးပဲဗျစပွဲလေးဒါပဲကလထိုင်လေးဒါပဲထိုင်ပါများတော့လေကိုတုံးတွေကပြောင်းလဲနေတော့တာဗျကျုပ်အရင်ရောက်နေတာကဗန်မွေးကုန်းကကပ်ပြရဦးဖိုးကြီးဗျဦးဖိုးကြီးကခြေထောက်တစ်ဖက်မတန်ရှာဘူးဗန်မွေးကုန်းအနောက်ကျောင်းကဆရာတော်ရဲ့ကပ်ပြရဗျကျုပ်ကိုလည်းသိပါတယ်သူဘာလာလုပ်တယ်ဆိုတာလည်းကျုပ်သိပြီးသားပါဗျအနောက်ကျောင်းဆရာတော်ကအကီရဲ့ပညာတတ်တယ်ဗျဒါပေမဲ့ဆရာတော်ကအဆန်းသားဗျသူ့ကျောင်းမှာဖားဖို့ဆင်းမထားဘူးမီးပဲဖုတ်တာမြေချင်းလေးတူးပြီးမီးဖုတ်တာဗျရက်စီသွားရင်သူဖုတ်ထားတဲ့တက်တွေကပြာကျသွားရောဗျအဲ့ဒီပြာဖြစ်သွားတဲ့တက်တွေကိုလုံတလုံးနဲ့ထည့်ယူလာပြီးအကြီးလာရဲ့ဘဲပုံမှာလာထည့်ထားတာဗျနှစ်နာရီလောက်ထည့်ပြီးသွားရင်လုံကလေးပြန်ထုတ်အေးခံပြီးကပ္ပိယကြီးဦးဖိုးကြီးကဆရာတော်စီယူသွားရတာဆရာတော်ကလည်းသူတစ်ပါးလေးရှိတော့မှလုံကိုခွဲတာဗျဘာဖြစ်သွားတော့ဆိုတာတော့ဘယ်သူမှမသိဘူးဦးဖိုးကြီးလည်းမသိဘူးဗျထနောင်းကုန်းကကျုပ်တို့ဆရာတော်ဦးကုဏပြောတာတော့အနောက်ကျောင်းဆရာတော်ကတွလန်းပဲကွာတာတည်းသူ့ကိုပြဖုတ်တာပေါ့ဘာတွေပါတယ်ဆိုတာတော့မသိဘူးဒါပေမဲ့ရွှေဖြစ်တာတော့ပြေးကြတယ်ကွကျုပ်ဆရာတော်ကျုပ်ကိုပြောတာဗျအခုလေရေးလာကကျုပ်သားတွေကိုမိဖုတ်ပြီးတပေးနေနေဦးဖိုးလာရဲ့လုံလေးကိုမိဝထဲမှာထည့်ပြီးထိုးပေးနေတာဗျကျုပ်သားတွေတလို့ပြီးတာနဲ့ဦးဖိုးလာကလည်းသူ့လုံတွေကိုထုတ်ပြီးအေးခံနေလုံအေးတော့သူပါလာတဲ့ဝစီပူးလေးတွေထည့်ပြီးပြန်သွားတယ်ဗျကျုပ်ထနောင်းကိုပြန်ရောက်တော့ဆရာတော်ကျောင်းကစွန်းစားတန်ကြောင်းခေါင်းနေပြီဗျနင်းပြန်လာတာအတော်ပဲတာတည်းဒီမှာနင်းဖေကပိုက်စာနေပြီတဲ့ဟဲ့အမေကကျုပ်ကိုစီးပြောတာဗျအမေဘာဟင်းကောင်းချက်တုံးကျုပ်ကအမေကိုမေးလိုက်တာဗျကလစုကငမုံလာလို့အမေသားဝဲထားလိုက်တယ်အမေသားကိုယူပြီးဆက်ဆက်ကလေးချက်ပြီးဇီးသီးပုံးကြိုးထားတယ်ဟဲ့ကောင်းချက်ဗျာပြောရအောင်မယ်ဗျစီးပုံးဆိုတာကစီးသီးကိုခရမ်းကျင်သီးနဲ့ချင်းချက်တာဗျစိမ့်စမ်းပီလေးခတ်ပြီးရေတောက်ချက်တာပေါ့ဗျနနမင်းလေးအုပ်လိုက်လို့ကတော့လွတ်တောက်လို့ကောင်းတယ်ဗျအဲ့ဒါကိုစီးပုံးကြိုတယ်လို့ကျုပ်တို့အညာမှာခေါ်တာဗျမဲသားဖြစ်ဖြစ်ကြက်သားဟင်းဆက်ဆက်ကလေးနဲ့ဖြစ်ဖြစ်လွတ်တာဗျ
တာတေဆိုတဲ့ကျုပ်ကလည်းဒီလိုဟင်းကောင်းမျိုးနဲ့တမင်စားလို့ကတော့သုံးမကန်လောက်များအသားလေးဗျအဘနဲ့မေကတော့သူတို့ရဲ့တူရဲသောသားဖြစ်တဲ့ကျုပ်ကတမင်တပကံမိတပကံထဲတာကိုကြည့်ပြီးကောင်းတညင်ညင်နဲ့သဘောကျနေတာလေဗျကျုပ်ကတမင်ဝိုင်းမှာအမေတို့စရာထည့်ထားတဲ့ကြီးလင်မန်းကိုတေချာကိုင်းကြည့်လိုက်တော့အမေကဟဲ့တာတေနင်ဒီလင်မန်းမြင်ဘူးထင်တယ်ဟုတ်တယ်အမေတခါမှဒီကြီးလင်မန်းသုံးတာကြုံမတွေ့ဘူးပါအေးဟုတ်တယ်ဒီလင်မန်းကပကံတက်တာထဲမှာအမြဲထည့်သိမ်းထားတာဟဲ့ငါဖေငါ့ကိုပေးထားတာဒါရှေးအောင်ပစ္စည်းတဲ့လူကလေးရဲ့အဖေတို့ဖိုးကမင်းတို့မင်းတရားကြီးရဲ့လက်ထက်တော့ကြီးမဝင်စရေးတဲ့ဟဲ့အဲ့ဒါသူ့ဝန်မင်းကစုချတဲ့ကြီးလက်မလေးလို့ပြောတယ်ဒါကိုအမျက်တနိုးလက်စင်ကမ်းပြီးအမွေပေးလာကြတာလေဟိုဒီနေ့ကပကံတက်တာဖွင့်တော့မှတွေ့တာနဲ့ထုတ်ထားတာဒါရှေးအောင်ပစ္စည်းစစ်ပဲပေါ့ဗျအမေကဒါကြောင့်ကြီးလက်မန်းမှာပန်းတွေကနုတ်တွေရောမင်းခမ်းမင်းသားတွေရောဖောထားတာကိုလက်ရကလည်းတော်တော်မြောက်သားဗျကျုပ်ကတို့စရာတွေဖယ်ပြီးကြည်လက်မန်းလေးကိုသေချာကြည့်နေမိတာဗျရှင်းအောင်ပစ္စည်းနားလေတဲ့လူဆိုရင်တော့ဒီကြည်လက်မန်းတမိုးတော်တော်တန်မိုးထားမှကျုပ်တွေးမိလိုက်တယ်ထမင်းစားပြီးတော့ဘိုက်ကတော်တော်တင်းနေတာဗျကျုပ်ကစစ်လီခွက်လေးရေငကားစေးဘောလေးကလေး၃ရိပ်ရေပစုံအောင်လေးတစ်ထည်ယူပြီးတော့မကြည့်မင်အောက်ကတတကုတ်ပြပေါ်လာခဲ့တယ်ဗျဝါဖြာလေးခင်းထားတဲ့ကုတ်ပြပေါ်မှာဝါဘိုးချမ်းကောင်းလေးကလည်းအစင်းသင်းဗျကျုပ်ကဝါဘိုးကောင်းပေါ်မှာပစုံဟောင်းလေးခောက်ပြီးခင်းလိုက်တယ်ငကားစေးဘောလေးကလေးမင်းညစ်ပြီး၄၅ပေါ်ဖွာရုံရှိသေးတယ်မျက်စိလေးကစင်ကြလာတော့လားဗျကျုပ်လည်းစစ်လီခွက်ကလေးဆက်လီကိုထည့်ပြီးတုံးလုံးလှဲလိုက်တယ်ဗျဘိုက်ကလေးလေးနဲ့ကျုပ်ဘလောက်အိတ်သွားတယ်မသိလိုက်ဘူးဗျကျုံနာအတန်သေးသေးလေးတန်ခဝေးဝေးကကြားတယ်လို့ကြားနေရတယ်အတန်ကကျဲလာရောဗျ